Melly. Hello. Okay. Okay, phone for hello ba? How about it? Unil phone blood a lot sanji ba. Okay ba. Okay, ဘယ်လောက်ထားရလဲဘာဖြစ်လို့လဲမသိဘူးနော် အသိကျင်လို့လေဖုန်းဆက်ကြည့်တာပါဟုတ်ကဲ့ပါ အော် ဟုတ်ဘာကြောင့်ဘလို့လဲတော့မသိပါဘူးဗျာ အော်အတားမရှိလို့လေဘယ်လောက်လဲဆိုတာ ဟုတ်ပါပြီဗျာ ရေးရှိလို့လားယင်ဘာနဲ့တက်ရှိလို့လဲ ရေးကြည့်ရဆိုတဲ့ဟာတော့ပိုရေးကြည့်ပါတယ် ဟုတ်ကဲ့ ဒါမဲ့ရေးကြည့်ရလူတော့ပါပဲအမိတော့အရေးမကြီးပါဘူး အော် Okayဆိုလေပြီးတာပဲ ဟုတ်ကဲ့ဒီမှာကလောရောက်နေရယ်ဟုတ်တယ် Okayပါ ဟုတ်ကဲ့ကျမပြပြစကားပြောဘာဖြစ်လို့ဖုန်းဆက်လာလဲ ဟာမင်းနဲ့ကျုံးတဲ့ဂျမ်းမှာဖုန်းမဆက်ရဘူးလားဟိုတနေ့ရပဲပတ်စံ330ခီးထွက်ဖို့ပေးလိုက်တဲ့လူတယောက်ကအဲ့ဒီနောက်ပိုင်းဘာမှဖုန်းဆက်စရာမလိုတော့ဘူးလား မဖွင့်သေးဘူးကိုရဘာဖြစ်လို့လဲခဏလေးခဏ ပြောလိုက်စမ်းပါ ကိုခဏလေး စပီကာဖွင့်ပြီးပြောလိုက်စမ်းပါတတိရှိနဲ့ ဘာလို့ကျမပြောရမှာလဲ ပြောရမယ်လေမင်းငါ့ကိုစပွန်ဆာလိုဖာခံတာလိုနဲ့မင်းဆက်သွယ်ထားတာလေ ဟာ ပြောပါဦးမင်းကငါ့ကိုအချီကိုသိန်း100နဲ့ဆက်သွယ်ထားတာလေ ဟုတ်ပြီကျမရန်ကုန်ပြန်ရင်တွေ့မယ်နော်ကိုခဏလေး ဟယ်လို ဟုတ်စပီကာ ဟယ်လို ကိုမဆိုနဲ့ဘာပြောရမှာလဲကိုရဲ့ Hey, me va a ver ya. Hey, me va a ver ya. ဘာပြောရမှာလဲရောငါမင်းမကိုမေးလိုက်ရအောင်မင်းမနဲ့ငါနဲ့ကစပွန်ဆာမနစ်ကတစ်နေ့လုံး3,000ကျော်စပွန်ဆာပေးထားရရအောင် Hola. ဟုတ်ပါမင်းဘာလို့လိုချင်လဲငါစီမှာတောင်းလိုက်ငါထောက်ထားတွေကုန်ပေးမယ် Okay, how you go? Below sponsor မျိုးပေး မင်းဘာလို့လိုချင်လဲမင်းလိုချင်လိုက် ကို ခဏလေးဟုတ်ပြီကိုကျွန်တော်အကိုကိုဖုန်းဆက်မယ်ကိုအဲ့ဒါလေးကြည့်ချင်လို့ပါဟုတ် โอเคမင်းကြိုက်တဲ့ဆက်လို့ရတယ်နော် ဟုတ်ကဲ့ကိုကျေးဇူးပါမဟုတ်ကျွန်တော်အဲ့ဒါလေးကြည့်ချင်တာဗျာ ငါနဲ့ဘယ်လိုပတ်လဲဆိုတော့ထောက်ထားပါပေးမယ် အော်ဟုတ်ကဲ့ကိုဟုတ်ကျေးဇူးပါကို အေးဟုတ်ပြီအေး ကျွန်တော်အဲ့ဒါလေးကြည့်ချင်လို့ပါဟုတ်ကဲ့ အေးမင်းတော့ငါနာမည်တော့မသိဘူးလားမင်းเจ้าအေးသွဲပြောနေတော့ငါကြားနေတယ် ဟုတ်ကဲ့ကိုဟုတ်ကဲ့ပါ မင်းနဲ့ကွဲပြီးမှမင်းကဒုတိယကြီးသားလို့တော့ပြောတယ်ကွာ ဟုတ်ကဲ့ကိုဟုတ် ဒီမှာကြီးသားတော့ကဲမင်း လို့တယ်ဦးမလျောင် ပြောပါဗျ ဦးမလျောင်ရန်ကုန်မှာဘယ်နေ့အားလဲ ဟိုမှာဘယ်နေ့အားလဲဆိုတော့ပြောစရာမရှိဘူးလေမင်းနဲ့ငါနဲ့စကားပြောစရာအကြောင်းကမရှိတော့ဘူးလေဒါပေမဲ့ဘာပြော ရှိပါတယ်အခုကဦးမလျောင်တိန်းထောင်စီကျမစပွန်ဆာယူထားရတယ်ဆိုတော့ကျမမိသားစုဘဝဦးနေလျောင်ထားလိုက်ပါတော့ဟိုပါလေဒီမှာစကားပြောရအောင် ဟုတ်လေစကားပြောဖို့ဆိုတဲ့ကိစ္စမင်းမဟုတ်ဘူးလားလို့ညင်းလိုက်တယ်ကွာ ကျမစပွန်ဆာယူထားရတော့မဟုတ်ဘူးလေဦးနေလျောင် စပွန်ဆာယူထားမဟုတ်ဘူးဆိုတာငါမင်းကိုမလောက်တာတခုပဲရှိတာလေမင်းနဲ့အန်ကလီမှာ2ညဟိုတယ်မှာချိန်တယ်နော်ဘန်ကောက်သွားဖို့ချိန်တယ်အဲ့ဒီချိန်မှာငါလက်မခံခဲ့တာတွေပဲရှိတာလေအဲ့တော့ငါပေးထားတဲ့ဘက် ဦးနေလျောင် ထောက်ထားတယ်ကွာ ကို မန္တလေးမှာမနေ့ကမက်လာ25 26 29မှာပြန်လာတယ်ဟိုတယ် IB ဟိုတယ်ဟိုမှာသွားပြီးတော့ FM မှာရတယ် ရတယ်လေဦးနေလျောင် ကြော ဦးနေလျောင်အမျိုးသမီးရောဦးနေလျောင်ရောကျမရဲ့ဒီကားနဲ့ရောပေါ့နော်ကျမတို့တွေ့ကျင်တယ် ဘာလို့ ကျမဖုန်းနဲ့ပြောတာဘာမဝင်ဘူး no ဖုန်းနဲ့ပြောတာဘာမဝင်ဘူးလောလောဆယ်ငါကလောရောက်နေတဲ့အတွက်ကြောင့်မလို့ငါ မင်းတို့အပျော်ရမလားလို့လုပ်တဲ့အလုပ်ပဲလေအဲ့တော့ရတော့ဟိုတယ်လို့မှပဲကြည့်လိုက်လေကွာ နင်းစဉ်းစားကြည့်လိုက်လေဟဲ့ဦးနေလျောင် မင်းကဖိုးတော်ဒီမှာလေငါဖိုးသူဒီမှာတဲတယ်လေ20 သူပါလေ ငါ23တက်စတဲတယ်ကွာ ငါတို့မင်းနဲ့စဉ်းစားမှစကားပြောမယ်ဦးနေလျောင် ငါမျိုးရောက်တာမရောက်လားမင်းအောင်မင်းစဉ်းစားโอเค ငါအပြစ်မှာလေစဉ်းတွေ့ပြပဲစကားပြောချင်တယ်ဦးနေလျောင် ဟယ်လို ငါအပြစ်မှာလူချင်းတွေ့ပြပဲစကားပြောချင်တယ် နင်းနဲ့ငါပြောစရာဘာကြောင်းမှမရှိတော့ဘူးငါအဲ့လို အခုသိသွားပြီအခုနင်းပြောတဲ့စကားတွေအကုန်လုံးတက်သိသွားပြီ ဘာရှိတယ်လို့ငါပြီးတော့ညမလားလို့လုပ်တယ် ဟဲ့နေကကောင်းမနဲ့ နင်းကျန်တာမပြောနဲ့နင်ခုရှိနေတဲ့ကောင်ကဘောကငါပေးရတာ ရှိတယ်နင်းကိုလေရောငါလာတွေ့မယ် နင်းပေးနင်း
ရောက်နေပြီတိုက်တဲ့နေရာနေစင်းမှာအစင်တက်မှာပဲငါတို့ဖြည့်စင်းမယ်အစင်တက်မှာပဲဆိုတာကလူလိုသူလိုဖြည့်စင်းမဖြည့်စင်းအောင်နေအောက်တန်းတက်တာနေ โอเคအဲ့တော့ပထမဦးဆုံးငါ့ကိုပြောထားတဲ့ DS49 ရပါဆိုတဲ့အပန်ဖိုင်ကိုအရင်ရှင်းဖို့သင်သားလိုက်နော်နင်းလင်းကိုပြောပြလိုက်နော်နင်းလင်းကိုပြောပြလိုက်အဲ့ဒီအပန်ဖိုင်ကိုငါ့ကိုအရင်ဆုံးရှင်းဖို့စူးစမ်းလို့ ကျွန်တော်ပြောပြမယ်โอเค ဒီလေအပန်ဖိုင်ရှိရင်ညီလေးညီဘာမှပြောစရာမရှိတော့ဘူးညီလေးနော်မင်းငါ့ကိုကျွန်တော် background ချင်းပြောမယ် background ချင်းပဲပြောမယ်ဗျာခင်ဗျာအဲ့လိုလုပ်လို့ရတယ် background ဆိုတာကငါနေလင်းအောင် background ပဲရောက်လာကန်ကြက်ကောင်နေလင်းအောင် background ပဲရောက် โอเคရအဲ့ဒီလိုမျိုးကျွန်တော်တို့ကဒီကိစ္စကိုအဲ့လိုပုံစံမျိုးနဲ့ဖြည့်ရှင်းနေတယ်ဆိုရင်လည်းအဲ့လိုဖြည့်ရှင်းလို့ရတယ် ဖြည့်ရှင်းတာပေါ့ကွာဟဲ့အောင် တွဲလို့ခဏပဲဦးနေလေးကျမတို့ကလေဦးနေလေးရောအမျိုးသမီးကိုကျမတို့ကဒုက္ခပြီးကိုလည်းခေါ်ရလဲမဟုတ်ကျမက ငါအမျိုးသမီးကနေနဲ့တန်ဖို့မတန်တာလေဟာမတန်ဖို့မတန်ဘူးနင်းရှင်းဆိုင်ဖို့မတန်တာလေ အဲ့ဒါဒီစောက်စားထမငါသမီးဆိုတဲ့စကားလည်းနေဆက်မယ်နေနဲ့လည်းမတန်ဘူး တန်ငါနဲ့ဆိုင်တာပေါ့ငါကိုယ်တိုင်သူ့ဖေစီကနေငါကိုယ်တိုင်ယူပေးထားတာလေ အောက်တန်းစားတဲ့ဟာမျိုးလာလို့နဲ့ ငါကိုယ်တိုင်သူ့ဖေစီကယူပေးထားတာငါနဲ့ဆိုင်နေငါကိုယ်တိုင်ယူပေးထားတဲ့အိတ်ဆောင်မို့လို့ ကောင်းတော့ပြန်ရောက်လာလို့ရနေစောက်စားနေကောင်းမှနေသူ့အမေကိုနေရနေလို့စလုံးအစီတို့နေတဲတန်နေ ငါလှုပ်ဖို့အတွက်ငါရင်းခဲ့တာလေဒါပေမဲ့နင်ကပုံမှန်ရင်းခံတာမဟုတ်ဘူးနင်နောက်ဆုံး နင်ကိုပြန်ပြီးတော့ကောင်းကောင်းပလက်နဲ့ပြန်ပြောခါတယ်နင်စောက်စားတယ် နင်နောက်ဆုံးကြမှလာလေနင်ရဲ့တန်ဖို့ပြောနင်တည100တောင်းတာနဲ့ဆုံးကြမှနင်တန်ဖို့ထုတ်တာလေနင်တန်ဖို့နောက်ဆုံးကြနင်ထုတ်တာပဲတည100နဲ့တောင်းတာပဲလေငါ့ကိုအဲ့လိုမိမအပြတ်ကို နင်ကလင်ငယ်ဖြစ်အောင်နင်ကလင်ငယ်ဖြစ်နေရလေနင်ကိုနေပြန်ပြီးတော့နင်ကို ဖာတယ်မကိုတညပေးရလင်ငယ်မရှိဘူး တနစ်ကို900ပဲတွေ့ဆပဲတွေ့နင်90လုံး အဲ့ဒါဖာတယ်မကိုငါတည100ပေးတာလေ နင်စောက်ကြောင်နေသည့်အဖိုးကြီးနင်စောက်ကြောင်နေသည့် ငါစောက်ကြောင်ငါတီးတီးမတီးတီးငါကနင်းကို အခုလိုမျိုးရေလုံနေဆိုလဲသိတယ်ငါတို့ကဒီလိုမျိုးမဖြစ်ချင်လို့နင်ကို အမေနင်ဖာတယ်မလို့ဈေးခေါ်တာပြီးမလားသိန်း100နဲ့ ပေးစားစီပေးမယ်ငါတို့စိတ်စားစီရှင်းမယ်ငါတို့အေးအေးဆေးဆေးနဲ့ဒီလိုမျိုးဖြစ်နေတာ နောက်ဆုံးတော့နင်က ဒါကြောင့်မလို့နင်က ဖာကြတာကနေဖာတယ်ဖြစ်သွားတာလေ ခေါ်ရင်လည်းခေါ်ပဲငါတို့ဘာလုပ်ပေးရမလဲ ဒါပေမဲ့နင်ကနောက်ဆုံးတော့ဖာကြခဲ့တာကနေဖာတယ်ဖြစ်သွားတာလေတည100ဈေးခေါ်ပြီးတော့လေ သိလား တည100ဈေးခေါ်ပြီးနင်တော့နောက်ဆုံးဖာကြသွားတာကနေပထမတော့ဖာကြခဲ့တာပေါ့ဟဲ့နောက်ဆုံးတော့ဖာတယ်စစ်စစ်ဖြစ်သွားတာပေါ့အဲ့လိုဖာတယ်မနဲ့ ကိုမင်းကိုလို့နေနဲ့အဲ့ဒါပဲတန်တာလေနေနဲ့အဲ့ဒါနဲ့ပဲတန်တာ အေးလေဟုတ်တယ်လေနင်ဖာပဲလေကိုဖာလို့ဝင်ခံလိုက်ပြီမလားအေးအဲ့တော့အဲ့လိုဖာတယ်မမျိုးနဲ့အဲ့လိုဖာတယ်ဟုတ်ကဲ့ ငါအပြစ်မှာလေရှင်းတွေ့ပြပဲစကားပြောချင်တယ်ဦးနေ ဟယ်လို ငါအပြစ်မှာလူချင်းတွေ့ပြပဲစကားပြောချင်တယ် နင်းနဲ့ငါပြောစရာဘာကြောင်းမှမရှိတော့ဘူး သိလား အဲ့လို အခုသိသွားပြီအခုနင်ပြောတဲ့စကားတွေအကုန်လုံးသိသွားပြီ ဘာရှိတယ်လို့ငါပြီးတော့ညမလာလို့လုပ်တယ် အဲ့ဒီကကောင်းမနဲ့ နင်းကျန်တာမပြောနဲ့နေခုစီးနေတဲ့ကောင်အိမ်ဘောကငါပေးရတာ ရှိတယ်နင်ကိုလေရောငါလာတွေ့မယ် နင်းစီးနေတဲ့ကားအခု300ငါပေးထားတဲ့ပတ်စံပဲကဲဘာပြောနေခုနေတဲ့အိမ်2နှစ်စာငါပေးထားတာပဲဘာလို့ ဟာလေ ဒီဝတ်ထားတဲ့လက်စွပ်ငါဝတ်ပေးထားတာပဲဘာညင်းဦးမလဲ ဘယ်မှာလဲနေဝထားငါပေးရလဲဆို အဲ့ဒါမှပုံစံမဟုတ်ဘူးနင်ကဘာလဲဟမ်နင်ကဖာပဲဒီပါပဲဖြစ်နေပြီစမွန်တော့မဟုတ်တော့ဘူးတရက်ကို300ငါစီမှာတောင်းနေပြီလေကဲဘာညင်းဦးမလဲ ဘယ်လိုတိကျစနေ ငါမှအကုန်ရှိတယ် ဟာဦးနေလင်းရောမြစ်တာ ဘာပြောချင်လဲပြောချင်တော့ပြောလို့ရတယ်ဒီခဲ့နေဆိုတိုင်းတာရှိတယ်ကွာခွင့်လွတ်တဲ့ဆိုတာလည်းအခြေအနေရှိတယ်လူကိုစောက်ယူလို့ပြီးတော့ဟိုဟာဖြစ်နေရင်တော့ဒါမျိုးကတော့မရဘူးကွာနော်တိုက်တဲ့ကောင်လာခဲ့ငါပြောပြပေးမယ် ပိုးမလုပ်ခံပြော ငါက တိုက်တဲ့ကောင်လည်း မမဟိုးလို့လို့လေဟိုးမလို့ထားဘူးလည်းမပြောနေရ တိုက်တဲ့ကောင်လာခဲ့ဟိုးလောက်ထားတာငါစီကိုဘာသမားမလာဘူးတီးလုံးမဲ့လာတာ ဖက်နေပြောတော့စစ်စစ်နေတာပါဆိုငါ့ကိုအဆင်ပြေစေချင်တာငါ့ကိုအောင်မြင်စေချင်တာငါ့ဘဝမှာအခက်အခဲမရှိစေချင်တာ အေးအဲ့ဒါကချစ်ချင်းမြတ်တာဆိုတာကနေနဲ့ငါရဲ့တို့ဟာဒီဘာမဟုတ်တာနင်းကိုချစ်ချင်းမြတ်တာနဲ့ခွာဆိုတာယောက်ျားလေးကအိမ်တော်ရှင်ယောက်ျားတိုင်းကချစ်ချင်းမြတ်တာဆိုလှုပ်ဖို့ပဲဟေးအဲ့ဒါလှုပ်ချင်လို့ပဲမှတ်တာအိမ်တော်ရှင်ယောက်ျားတွေမှန်သမျှတော့အဲ့ဒါချစ်ချင်းမြတ်တာဆိုတာမရှိဘူး
လုံးလို့ ဒီစကားတွေကိုငါဒီစကားတွေကိုနေပြောတယ်နော် ဒီကောက်ခွင့်နော် ဘာလို့မပြောရမှာလဲနင်းနဲ့ငါနဲ့ပတ်သက်မှုမှာဒါပဲလေနင်းနဲ့ငါစပတ်သက်တဲ့ကနင်းကအခုခေတ်ပြောတဲ့ကြားဖြန့်လူမျိုးငါ့ကိုလာပြီးတော့နင်းဆက်သွယ်လာတာလေမေယနာအကောင့်နဲ့ငါ့ကိုဆက်သွယ်လာပြီးတော့အဲ့ဒီကနေမှနင်းအခုနင်းတပီးကိုနင်းဟို ဘယ်မင်းနာဘယ်ဟိုမင်းနာအကောင့်နဲ့ငါနဲ့ကိုဆက်သွယ်လာ ဟာတော့အေးသွဲ ကိုဘရကိုတီစီဖမ်းတာစမ်းပါ တော့အေးသွဲ ငါတို့စသက်ခဲ့တာငါတို့စသက်ခဲ့တာမျိုးမရှိဘူး တော့အေးသွဲကျိန်ရဲလားတော့အေးသွဲကျိန်ရဲလားကျိန်ရဲ လက်ငါလည်းစိန်ရဲတယ် ကားမောင်းနေတာမင်းအရိယာနဲ့မဟုတ်ဘူးဆိုရင်ငါအခုကားမောင်းနေတဲ့တစ်ချောင်းလုံးမှာအဲ့ဒီက accident ဖြစ်စေငါဘက်ကကျိန်လိုက်ပြီမင်းအဲ့ဒါဆိုရင်မင်းအဲ့ဒီအားကမေယသနာကောင်းတဲ့ငါ့ကိုဆက်သွယ်ပြီးတော့အဲ့ဒီရဲ့အားနဲ့ချက်ဆက်လာတဲ့ကိစ္စမဟုတ်ဘူးလို့မင်းမှန်တယ်ဆိုရင်ငါစားသမျှအစိတ်ဖြစ်စေမင်းမြတ်ဒုက္ခဖြစ် no အခုဒီလိုအခုဒီလိုကျွန်တော်ကအခုတော့တိတော့တိတယ်ဒါပေမဲ့အခုတို့အလုံးနဲ့ပတ်သက်တယ်လို့ကျွန်တော်ကသိထားတာကိုရာသိလားအခုလေဒါကျွန်တော်အခုပြောတယ်ဆိုတာကလေးစားမှုကိုအခြေခံပြီးပြောတာ မင်းသိရင်မင်းဘာလို့လုံးနဲ့ပတ်သက်ပြီးပြောဆိုတော့ငါကအဲ့မှာနိုင်ဆိုင်ဖွင့်ဖို့ကိစ္စတို့ဘာတို့မှ ဟုတ်ကဲ့ ဒီဟာကမင်းရှိတာလည်းငါသိတယ်နော်ဒါပေမဲ့မင်းက X နဲ့ပဲသိတာမင်းနဲ့တက်သွားတယ် ဘယ်ဟိုအဲ့လေ နောက်ပြန်ပြီးတော့ဆက်သွယ်တာတော့မှမေလာတော့မှ2025မေလာတော့မှမင်းနဲ့ဖြစ်တယ်လို့ငါသိ ဟုတ် တာ ကဲ့ကို နော် ဟုတ်ကဲ့ကိုဟုတ်ကဲ့ ငါနေ့ကတော့2024 ဟုတ် ဖေဖော်ဝါရီငါမပုံနေရှိတယ်ကွာမှတ်တမ်းနေရှိတယ်ကွာသလားနော် ဟုတ်ကဲ့ကိုကျွန်တော်ဟုတ်ဆက်သွယ်လိုက်ပါမယ်ကိုလည်း မတုံးမလို့ဘူးနော် ဟုတ်ကဲ့ပါကိုဟုတ် အဲ့တော့ဒီအနေထားမှာ ဒီဟိုကားကိစ္စတို့အင်ကိစ္စတို့ကအကိုတီးတန့်ကို financial အနေနဲ့ support လုပ်ထားတာပေါ့ပတ်စံပေးထားတာပေါ့ ညီလေးအဲ့ပထမဆုံးရိပ်ပေါင်းအဲ့ဒီနော်ကိုထုတ်ဟွာကူပြီကိုပြပေးလိုက်ပါသေးတယ်သူ ARD ကောင်းဆက်လိုက်ကွာအဲ့မှာ3300ရှိတယ် ဟုတ်ကဲ့ကို အကုန်လုံးပြပါတယ်ညီလေး ဩဟုတ်ကဲ့ဟုတ်ကဲ့ ARD ကောင်းမှညီလေးစစ်မဲ့ဆိုရင်ဟိုလောက်မှဇူလိုင်လကုန်နောက်ပိုင်းနဲ့ဩဂတ်လဆန်းဆို29ရက်နေ့ဇူလိုင်29ဖြစ်မယ်အဲ့မှာ3300 103ကျင်လွှဲထားတယ် ဩဟုတ်ကဲ့ အေးညီလေး ဩတီးတန့် तू အကိုကပေးတာလား तू ကတောင်းတာလား ညီလေး ဟုတ် तू ကတောင်းတာလားဆိုတဲ့စကားလုံးကိုဘယ်လိုဖြေ